မတိနိုင်တဲ့ရင်းနေတဝါတဘာဝတရားကြီးတွေမှာတေဆုံးခြင်းတရားကိုအန်တုနိုင်တဲ့မတိနိုင်တဲ့ဇီဝရုပ်ရှိပါတယ်။ဒါကတော့တာရီတော့ဆက်ဒေါ်နီအိုင်းလို့ခေါ်တဲ့မတိနိုင်တဲ့ရေမိုဂျယ်လီငါးတွေပဲဖြစ်ပါတယ်။သူတို့ရဲ့ထူးခြားချက်ကတကယ်ကိုသိပ္ပံဇလန်းတွေတဲကအတိုင်းပါပဲ။အရင်ဆုံးသိထားရမှာကဂျယ်လီငါးတွေမှာကျွန်တော်တို့လိုဗဟိုအုံနောက်မရှိပါဘူး။သူတို့မှာအာယုံကြောကွန်ရက်လို့ခေါ်တဲ့ကိုခန္ဓာအနှံ့ပြန့်နှံ့နေတဲ့အာယုံခံစနစ်ပဲရှိပါတယ်။ဒါကြောင့်သူတို့မှာလူတွေလိုမျိုးမနေ့ကဘာစားခဲ့လဲဆိုတဲ့မှတ်ဉာဏ်မျိုးရှိဖို့ခဲရင်ပါတယ်။သူတို့ရဲ့ထူးခြားချက်ကကိုယ်တည်းဟာကြည်လင်နေပြီးအလဲမှာနီးရဲနေတဲ့အစာအိမ်ကိုအပြင်ကနေမြင်နေရတာပါ။အာယုံခံမြင်အရေးအတွက်ဟာသူတို့ရဲ့အသက်အရွယ်ပေါ်မူတည်ပြီးပြောင်းလဲပါတယ်။ငယ်စဉ်မှာအနေငယ်ပဲရှိပေမဲ့အရွယ်ရောက်လာရင်အမြင့်ပေါင်း80ကနေ90အထိရှိလာနိုင်ပါတယ်။တာမန်တက်ရှိတွေကကြီးထွားလာမယ်၊အုံမင်းလာမယ်ပြီးရင်တေဆုံးကြပါတယ်။ဒါပေမဲ့ဒီဂျယ်လီရေမိုတွေကတော့အန်ရရဲ့တစ်ခုခုနဲ့ကြုံရတဲ့အခါဥပမာဒဏ်ရာရတာအစာငတ်တာအုံမင်းလာတာသူတို့ရဲ့ဆဲတွေကိုငယ်ရွယ်တဲ့အခြေအနေစီကိုပြန်လဲပြောင်းလဲပစ်လိုက်တာပဲဖြစ်ပါတယ်။ဒါဟာအသက်ကြီးတဲ့လူတစ်ယောက်ကကလေးဘဝကိုပြန်သွားပြီးဘဝသစ်ပြန်စတယ်လို့မျိုးပါပဲ။ဇီဝကမ္မဖြစ်စဉ်အရာမတိနိုင်ခြင်းလို့သာဆိုလိုတာပါ။တကယ်တမ်းမှာတော့သူတို့ဟာအခြားငါးတွေရဲ့စားသုံးခြင်းခံရရင်သိနိုင်ပါတယ်။ပြင်းထန်တဲ့ယောဂကုသခံရရင်သိနိုင်ပါတယ်။ဒါပေမဲ့အုံမင်းလို့သိဆုံးသွားတာမျိုးတော့မရှိသလောက်ပါပဲ။ဒီတရဝါလေးတွေဟာအလွန်သေးငယ်ပြီးခံမှန်းကြီး4.5မီလီမီတာလောက်ပဲရှိပါတယ်။မူလကမြေထဲပင်လယ်မှာတွေ့ရတာဖြစ်ပါတယ်။အခုအခါမှာတော့ကမ္ဘာတဝန်းကသမုဒ္ဒရာတွေမှာပြန့်နှံ့နေပြီလို့ဆိုကြပါတယ်။ဒီ immortal jellyfish လေးတွေရဲ့ဇီဝကမ္မဖြစ်စဉ်ကတကယ်ကိုအံ့ဩဖို့ကောင်းပါတယ်။သူတို့ဟာဆဲတွေကိုတစ်မျိုးကနေတစ်မျိုးကိုစိတ်ကြိုက်ပြောင်းလဲပစ်နိုင်တဲ့စွမ်းအားရှိပါတယ်။ဒါကတော့သူတို့ရဲ့အဓိကလျှို့ဝှက်ချက်ပါပဲ။တာမန်အပြင်တက်ရှိတစ်ခုရဲ့ဆဲတွေဟာတိကျတဲ့တာဝန်တွေရှိကြပါတယ်။ဥပမာကြွသားဆဲကကြွသားဆဲအာယုံကြောဆဲကအာယုံကြောဆဲဒီလိုမျိုးပါဒါပေမဲ့ဒီဂျယ်လီမှုငါးတွေကတော့သူ့ရဲ့အရွယ်ရောက်ပြီးသားဆဲတွေကိုမူလဆဲတွေအဖြစ်ပြန်ပြောင်းလိုက်ပြီးအဲဒီကနေတဆင့်အခြားလိုအပ်တဲ့ဆဲအမျိုးအစားအသစ်တွေအဖြစ်ပြန်လည်ဖွဲ့စည်းနိုင်ပါတယ်ဒါဟာကားတစ်စီးကိုအစိပ်အပိုင်းတွေပြန်ဖြုတ်ပြီးပစ္စည်းအသစ်တွေနဲ့ဆိုင်ကယ်တစ်စီးပြန်ဆင်လိုက်တယ်လို့မျိုးပါပဲသူတို့ငေးပြန်တော့မယ်ဆိုရင်ဒီအဆင့်တွေကိုလှုပ်ဆောင်ပါတယ်ပထမအဆင့်ကသူတို့ရဲ့ထီးပုံတံကိုတဲနဲ့အာယုံခံမြင့်တွေကိုကျုံ့ပစ်လိုက်ပါတယ်ဒီအခါဂျယ်လီငါးဘဝကနေအနှစ်အသားမြင့်လေးတွေပါတဲ့အလုံးလေးတစ်ခုဖြစ်သွားပါတယ်။အဲ့ဒီအလုံးလေးကပင်လယ်ကျမ်းပြင်မှာပြန်ကပ်ပြီးအပင်လေးလိုအဆင့်ကိုပြန်ရောက်သွားပါတယ်။အဲ့ဒီကနေမှရာနဲ့ချီတဲ့မျိုးပွားထားတဲ့ဂျယ်လီငါးအသစ်လေးတွေပြန်ထွက်လာတာဖြစ်ပါတယ်။သိပ္ပံပညာရှင်တွေရဲ့လေ့လာချက်အရဒီဂျယ်လီငါးတွေမှာ DNA ပြုပြင်ခြင်းနဲ့ပတ်သက်တဲ့မျိုးရိုးဗီဇတွေအများကြီးရှိနေတာကိုတွေ့ရပါတယ်။သူတို့ဟာ DNA ပျက်စီးမှုကိုအလွန်မြန်ဆန်စွာပြုပြင်နိုင်ပြီးအုံမင်းချင်းကိုဖြစ်စေတဲ့မျိုးရိုးဗီဇတွေကိုပိတ်ပစ်နိုင်စွမ်းရှိပါတယ်။စိတ်ဝင်စားစရာအချက်ကဒီလိုငယ်ပြန်တဲ့ဖြစ်စဉ်ကမိနစ်ပိုင်းနာရီပိုင်းအတွင်းမှာတင်ဖြစ်သွားနိုင်တာမဟုတ်ပဲရက်အနည်းငယ်ကြာတတ်ပါတယ်ဒီတရဝါလေးတွေကဂျယ်လီငါးဘဝကနေအပင်လိုအဆင့်ကိုပြန်ပြောင်းတဲ့အခါသူ့ရဲ့ကိုယ်ခန္ဓာအစိပ်ပိုင်းအလုံးကိုအေးဖြော်ပြီးပြန်လည်တိဆောက်တာပါသိပ္ပံပညာရှင်အများစုကတော့ဒီဖြစ်စဉ်မှာအာယုံကြောစနစ်ဟောင်းကလုံးဝပျက်စီးသွားပြီးအသစ်ပြန်ဖြစ်တာကြောင့်အရင်ဘဝကအတွေ့အကြုံတွေပါမသွားဘူးလို့ယူဆကြပါတယ်ဒါပေမဲ့သူတို့ရဲ့ DNA ထဲမှာတော့ပတ်ဝန်းကျင်နဲ့လျောညီထွေဖြစ်အောင်ရှင်သန်ရမယ့်ဗီဇအချက်လက်တွေကတော့အမြဲတမ်းပါသွားပါတယ်ဒီလိုထူးခြားတဲ့ဆဲပြောင်းလဲမှုဤပညာတွေကိုအသုံးပြုပြီးလူသားတွေရဲ့ကင်ဆာရောဂါဆဲတွေကိုပုံမှန်ဆဲတွေဖြစ်အောင်ပြန်ပြောင်းဖို့သိပ္ပံပညာရှင်တွေကစူးစမ်းလေ့လာနေကြပါတယ်။ဒီဂျယ်လီငါးတွေကမသိနိုင်ဘူးဆိုတော့သမုဒ္ဒရာထဲမှာသူတို့ကြီးပဲပြည့်သွားမှလားလို့စိုးရိမ်စရာရှိပါတယ်။တကယ်တော့သူတို့ဟာအရန်သိငယ်တာကြောင့်အခြားရင်းနှီးသတ္တဝါတွေရဲ့အစာအဖြစ်အမြဲတမ်းစားသုံးခြင်းကိုခံနေရပါတယ်။ဒါကသဘာဝတရားကြီးကလူဦးရေကိုထိန်းညှိပေးထားတဲ့နည်းလမ်းတစ်ခုပါပဲ။သူတို့ဟာအကြောင်းမဲ့တက်ငယ်ပြန်လောက်တာမဟုတ်ပဲအရေးပေါ်အခြေအနေတွေကြုံရမှလောက်တာဖြစ်ပါတယ်။အခြားတရဝါကကိုက်လို့ဒဏ်ရာရသွားတဲ့အခါရေအပူချိန်ရုတ်တရက်ပြောင်းလဲသွားတာဒါမှမဟုတ်ရေနဲ့စားတတ်ပြောင်းလဲသွားတဲ့အခါအစာရေစာပြက်လက်သွားတဲ့အခါဒီလိုအခြေအနေတွေမှာသူတို့ကငါအခုနေရင်တည်တော့မယ်ဒါကြောင့်ကလေးဘဝကိုပြန်သွားမှဖြစ်မယ်ဆိုပြီးဆဲတွေကိုအသစ်ပြန်ဖွဲ့စည်းလိုက်တာပါဒီတရဝါလေးဟာသူ့ရဲ့ဆဲတွေကိုအမြဲတမ်း update လုပ်နေတဲ့ software တစ်ခုလိုပဲဖြစ်ပါတယ်ဒါကြောင့်လေသူတို့ကိုကမ္ဘာပေါ်မှာတစ်ခုတည်းသောဇီဝကမ္မအရာမတည်နိုင်တဲ့တရဝါလို့သတ်မှတ်ထားကြတာပဲဖြစ်ပါတယ်ခင်ဗျာ